အမေအဝတ်တောင်မချော်တဲ့ယောက်ျားကဇိမ်းမိန်းမတယောက်ရဲ့အဝတ်ချော်ဖို့ဆိုတာဝေးကျွန်တော်ကလေအမေအတွက်အဝတ်လဲချော်ခဲ့တယ်စပင်ဖြူလဲနှုတ်ပေးခဲ့တယ်သမင်းဟင်းတွေလဲချက်ပေးခဲ့တယ်နော်အခုမိန်းမအတွက်လဲချော်တယ်တအားကောင်းဖြစ်ရမယ့်အချိန်မှာတအားကောင်းလုပ်ခဲ့ပြီးပြီအခုမိန်းမအတွက်ခင်ပွန်းကောင်းလုပ်နေတယ်သမီးလေးအတွက်ဖခင်ကောင်းဖြစ်ဖို့စူးစမ်းရုန်းကန်နေပြောချင်တာအများကြီးတအားကောင်းလုပ်ရမယ့်အချိန်မှာတအားကောင်းလုပ်ပါခင်ပွန်းကောင်းလုပ်ရမယ့်အချိန်မှာခင်ပွန်းကောင်းလုပ်ဖို့နော်ဖခင်ကောင်းလုံးရမယ့်အချိန်မှာတော့ဖခင်ကောင်းလုံးလုံးတားကောင်းပဲလုံးမယ်ဆိုတော့မိမမြူနေပေါ့အသားလည်းမစားနဲ့ပေါ့တဲ့လုံးတားကောင်းပဲလုံးမယ်ဆိုတော့မိမမြူတာအကောင်းဆုံးပဲအသားလည်းမစားနဲ့ပေါ့အယိုးကြိုက်ပေါ့ခါလေကြလို့ရှိရင်ဗါလေအမေပြောတော့တလမယားပြောတော့တညဆိုတဲ့ဟာလည်းရှိသေးတယ်သမီးပြောတော့ခဏလဲတမေတချို့ယောက်ျားတွေကြပြန်တော့မယားတညပြောလို့မရတဲ့ဟာအမေတခွန်းထင်းနဲ့ပြီးသွားတဲ့ယောက်ျားတွေလည်းအများကြီးရှိပြန်ရောအဲကြောင့်ကိုကတက်လုံးတားကောင်းပဲလုံးမယ်ဟဲ့ဆိုလို့စဉ်းစားထားရင်တော့မိမမယိုနဲ့တားကောင်းပဲလုံးပြီးအသားလည်းမစားတဲ့နို့ပဲတောက်โอเคတားအခုစနို့ပဲတောက်ငါနို့ပြောရနော်